ကြိုက်ဘူးဒီမိန်းကလေးကောင်းတော့မဟုတ်ဘူးသူများပြောသိကရင်မုန်းကိုယူကြီးအားလုံးမင်္ဂလာပါကျွန်တော်စိန်ဝန်းထွန်းပါစိန်ဝန်းထွန်းပါအချင်းကိုကျဲလို့တော်တယ်လူစိတ်ပျော်တယ်လို့တော်တယ်လူတောက်ပြလိုက်မယ်ခမများများနဲစင်မနော်စိန်ဝန်းထွန်းလို့နဲစင်မနော်တက်ကတော့နဲဝန်းမြင့်ဒါဗျစိန်ဝန်းထွန်းစာသံပေးတာနားထောင်ဟုတ်ကဲ့ပါကြိုက်မှာမဟုတ်နော်ညူဘာသူပေးထားတော့ဓာကြီးကိုသူ့ကိုကုံဝန်းမြင်နဲ့ဆရာကြီးရေရဗျယူဆဲတယ်တော့ရကုံဝန်းမြင်နဲ့ဆရာကြီးရေခမရနဲ့အမုတ်သိတ်ကိုကောင်းလို့ပစ္စည်းစုတစ်ခုကိုပေးမလို့ဘာပစ္စည်းလဲတွေးကြည့်စမ်းမျိုးယူသူရဲ့လုံးပကလေးကဟောသလောက်6လက်မခန့်အရှိပစ္စည်းတစ်ခုမညစ်ပတ်နဲ့ဟဲ့ထိတ်ကလေးကလုံးကလေးအဲ့ဒီထိတ်ပွက်လိုက်ရင်လေအကြီးလေးများရွှဲလို့ဆိုပြေ6လက်မခန့်အရှိပစ္စည်းလေးတချို့က4လက်မလောက်ဟာလေးလုံးပကတော့ဟာသလောက်ကလေးထိတ်ကလေးများပွက်လိုက်ရင်လေအကြီးလေးများရွှဲလို့ဆိုပြေအဲ့ဒါဘာတော့ဟဲ့ကနေရှင်ချိုင်းတို့အမွေကြိုက်ပါပြီ။အောင်ကြီးတို့ဘာလို့မျောလင့်တာစိန်ဝန်းထွန်းကတက်ကတူနေဝန်းမြင့်ကိုသဘောကျလို့ကနေရှင်စုချမလို့အဲ့တော့ကျုပ်စုချမှာကကနေရှင်ဆိုတော့ခမရကလည်းပြိတ္တကြီးကိုနှဲနဲ့အဲ့ဒီအကွာဝေးကနေပြင်းနေလိုက်ပဲချOne more ဒီမလေး One more ဒီမလေးဘာတော့အဲ့ဝါလောက်တီးနေတယ်လေအဲ့ဒါမလို့ချင်ဘူးဟောဘယ်အောင်လို့ချင်တာတော့မသိဘူးလို့ချင်တော့မဟင်ဝါတီနေလေကိုကြီးမတီးဘူးရကျွန်တော်တီးနေမစတိုင်းမကြိုက်တာစတိုင်းမကြိုက်တာရတယ်အခက်ညာလို့ပါစိန်ဝတ်တော့စတိုင်းနဲ့ဝါရိုက်တာမကြိုက်ဘူးမကြိုက်ဘူးအဲ့ဒါမကြိုက်ဘူးလူရှင်တော်ပြီးပြီလူရှင်တော်မပြီးကြိုက်တယ်ခင်ဗျကိုတာဝန်ကိုကြည့်အောင်လို့ကျုပ်လဲကျုပ်စတိုင်းအတိုင်းတာဝန်ကြည့်အောင်လုပ်ရမယ်ဆိုရင်ခင်ဗျလဲကိုနဲ့တာဝန်ကြည့်အောင်မောက်ဘာလို့လားဟိုက်ဒါမျိုးကြိုက်တာမင်းကြိုက်တာမင်းလုံးကြားတဲ့ညံနဲ့တော့ငါတို့ကလက်တွေအားနဲ့မှန်နဲ့ဖြုတ်တာစကားနဲ့တန်နဲ့မဟုတ်ခပ်ပြီးကလားနဲ့ပန်နဲ့တရုတ်တိခွဲတတ်တဲ့လန်နဲ့လူတွေကလက်နဲ့နန်းနဲ့သွားနဲ့ပြန်နဲ့အမားနဲ့အမှန်နဲ့ရှုံးကဲအခုလာကွာပြန်ပြီးရှုံးအပီပရိုချက်ခံမိမယိုသိလေဘာလို့ပြန်နေစကားလာပြီးငါကပန်းကြီးနဲ့ကလာပြန်ပြီးဆုံးပိန်းနှွေးရင်ဂါတာမှန်ပြီးချက်ပြဖန်တီနာနာခံပြီးတို့မပိုင်ဒီအာနာပြန်ကြည့်စိုးလဲမတော့ရင်ကာပါချန်စီကိုကြိုက်တာကိုလုံးကိုလောက်တာကိုရာကိုဖြစ်ရင်ကိုခံကိုတိုက်နဲ့ကိုကန်တို့ချင်းရင်ရှူလိုက်ပိုးရင်တူလိုက်အိုးရင်ကူလိုက်ဝုန်းရင်တူလိုက်တို့ချင်းရင်ယူပိုးရင်တူအိုးရင်ကူဝုန်းရင်တူဘာလို့တာတော့သခေါ်မရဲ့
လူကြီးဘာလောက်တာတော့မသိဘူးသခေါ်မ မင်းမရမှာ ဘာတော့ ခေါင်းကအစွတ်နဲ့မြန်မာနဲ့ yes အရက်ချင်မှုဖွင်း ထောက်ခံတာလေ သူနားလေဦးလားရမခိုင်နဲ့မြက်ချင်မှုဖွင်းအင်းကြီးနဲ့အသားအရင်နဲ့တော်တော်ခန့်ဟာလား အင်ကြီးကတော့လက်ကျင်တိုင်းလှမှာပဲ ဘာလို့လား ကြောက်ပတောင်းမျိုးကကိုလူကျော်ဖက်ရှင်ကငါ့ကိုပိုင်တခွန်နဲ့တူလို့ဆိုပြီးစပွန်လာပေးလာတာဟာကိုဆောက်ချက်မရှိလို့ပြောတော့မှာဘာဖြစ်တော့ ကိုလူကျော်ဖက်ရှင်စပွန်ဆာတွေဘာတွေရဟာလား yes အရက်ချင်မှုဖွင်းခဏခဏလာရက်ခိုင်းတာတော့ငါမရက်ချင်မောင်းဆိုမောင်း ရက်မှာပဲ ဒီမှာ ဘာတော့ နှဲစင်နေတာလေနှဲစင်နေတာလေ နဲစစ်မှာဆိုမှတော့နဲအကြောင်းပြောလी မင်းသိရင်မင်းပြောလား သိတယ် သိရင်ပြော ကိုဝင်းမြင့်ဆိုတဲ့နဲဆရာကအ ပြည့်တယ် မျိုးနဲ့ရိုးနဲ့နဲမုတ်စားလာတာ အဲ့ဒါမျိုးတွေကြားကျင်တာပြောတာ အခုဆိုရင်သူတို့အကိုကြီးအကြီးဆုံးဆိုရင် အပြည့်တယ် ကြောက်ပတောင်းမျိုးမှာ ဘာလွတ်တာတော့ သပင်မွေးကျွတ်တွေရှော့ဝယ်လို့ဟာ သပင်မွေးကျွတ်နဲ့နှဲနဲ့ဘာမှမဆိုင်ဘူး ဒီငါပြောတယ်လို့ပြောမှာ ပြောကျင်လဲငါလိုဂါဂနာနာသိမှပြော မင်းဘာလို့သိလို့ မလိုက်တာတို့ သိလား နှဲစရာတက်ကတူနှဲဝမ်းမြင့် ကိုဝင်းမြင့် သိန်းစောပေးထားတဲ့နာမည် အဲ တက်ကတူနှဲဝမ်းမြင့် တက်ကတော်နေဝင်း ည မြင့် နေတော့လာလာမေးသေးတယ်ငါ့ကို ဘာမေးတော့ ဝမ်းမိုးတဲ့သိန်းစောငါ့ကိုပြောနေတဲ့တက်ကတူဆိုတာမုံလားအချူရည်လား အဲ့ဒါဆိုမင်းကလည်းပြန်ပြေးလိုက်လေ ဘာလို့ တက်ကတော်ဆိုတာကားတာယာလို့ ဒီမှာ ဒါတော့ တက်ကတူနှဲဝမ်းမြင့်ဒီလူပြိုကြီး လူပြိုကြီး လူပြိုကြီး ဟုတ်ပါ ကြောက်မတော်မှာတယောက်တည်းနေတာ တယောက်တည်းနေတာ စားအိုးမရှိဘူး ရှိပါဦး စားအိုးမရှိဘူး ရှိဘူး စားစရာကိုအိုးမရှိတာ အာတယောက်တည်းနေလို့စားအောင်မရှိလား ညချင်း2သိန်းရ နှစ်သိန်းကြီးများတော့ သိန်းတော်ဆိုင်ရတစ်နှစ်ပွဲ100ကျော်တီးတဲ့ဆိုင် ဟုတ်ပါ တွက်လို့ကောင်းအောင်100နဲ့တွက် တော့စမ်း တစ်နှစ်သိန်း200ကျော်ဝင်ငွေကောင်းတယ်နဲ့ မတ်လာကြီးလား ဟာလာကြီးမဟုတ်ဘူးကိုဝန်းမြင် မိုက်လာကြီးလား တစ်နှစ်သိန်း200လောက်စားအိုးဖြောက်ဝန်းနေတာဆိုတော့ အဲ တချို့ကောင်မလေးတွေကဆိုအနာတောင်မခွာဘူး သဘောကျလို့လား အဝေးရနေခွာသွားတာ ဘာလို့တော့ဟာ အဲ့လေးကဘလောက်ရစုလည်းမစုဘူးတဲ့ ဟုတ်ပါတယောက်တည်းနေတာကိုကြက်ကြက်နေသေးတယ် တက္ကသိုလ်နဲ့ဝင်းမြမျိုးနဲ့ ဟုတ်လား သူ့အဖေကဥကဲချုပ်တဲ့ ဥကဲချုပ် နှဲဆရာကြီးပဲ အဲ ဥကဲချုပ်နှဲမုတ်သင်းပေးလို့ကိုဝင်းမြနှဲမုတ်ကျွမ်းတာ ကျွမ်းသွားတာ ကိုဝင်းမြနှဲမုတ်ကျွမ်းတာအသာတာသူ့ညမမဲတုတ်တောင်နှဲမုတ်တက်သွား ဟုတ်လား ဥကဲချုပ်သင်းပေးထားတာ သင်ပေးတာ အဲ့တော့ကဲချုပ်ကမဲတုတ်ကိုနှဲမုတ်သင်းတာ သင်နာ ကဲချုပ်ကမဲတုတ်ကိုနှဲမုတ်သင်းတာတောင်တဲကုတ်ထဲမှာသင်းတာ တဲကုတ် တဲကုတ်ထဲမှာမဲတုတ်ကိုနှဲမုတ်သင်းတော့ပဲပြုံရောင်းရင်းနဲ့နှဲမုတ်သင်းတာ နှလုံးလို့တာ အဲ့တော့မဲတုတ်ကတဲကုတ်ထဲမှာပဲပြုံရောင်းရင်းနဲ့နှဲမုတ်တော့ကဲချုပ်ကဟဲ့မဲတုတ်တဲကုတ်ထဲမှာပဲပြုံရောင်းရင်းနဲ့နှဲမုတ်အဲ့မှာမဲတုတ်ကလည်းတဲပြုံရောင်းတဲပဲပြုံရောင်းရင်းနှဲမုတ်တော့ မဟုတ်တော့ အဲ့မှာတဲကုတ်ထဲမှာဆိုတော့ခါတလေရဲတုတ်ကရောက်လာတာ ရောက်လာတာ ရဲတုတ်ကဖဲတုတ်တောင်ပါတယ်တဲ့ ဟုတ်လား အဲ့တော့ရဲတုတ်ကဖဲတုတ်နဲ့ကဲချုပ်နဲ့တဲကုတ်ထဲပွဲလို့တော့မဲတုတ်ကဟဲ့ရဲတုတ်ဖဲတုတ်နဲ့တဲကုတ်ထဲပွဲလို့တော့အဲ့တော့မဲတုတ်နဲ့ကဲချုပ်နဲ့ရဲတုတ်နဲ့ဖဲတုတ်နဲ့တဲကုတ်နဲ့ပဲပြုံနဲ့အဲ့မှာမဲတုတ်ကရဲတုတ်ကိုဖဲတုတ်နဲ့ကဲချုပ်နဲ့ပွဲလို့တော့တဲကုတ်ထဲမှာဟဲ့ရွာပြန်ထွက်ဘဲအောင်နဲ့သွားပွဲလို့အောင်ရဲတုတ်နဲ့ဖဲအောင်နဲ့ကဲချုပ်နဲ့ပွဲလို့တော့ရဲတုတ်နဲ့မဲတုတ်နဲ့ပဲအောင်နဲ့အဲ့မှာမဲတုတ်နဲ့ရဲတုတ်နဲ့ကဲချုပ်နဲ့ဖဲတုတ်နဲ့ပွဲလိုက် ကွာဘာဒီပြောနေတော့မသိဘူးတောက်တဲ့ကိုရှောက်ရှာခန်းတာပဲ မင်းပြောမှဆိုကောင်းတာပြော ကောင်းတာပြောမှာလား ကောင်းတာပြော အကိုကြီး तू ကကောင်းတာပြောရမှာတဲ့ ကောင်းတာပြော ကောင်းတာပြောမှာဆိုအကိုကြီးမှုတ်တဲ့နေ့ကတပုတ်တစ်မျိုးလာမှကြိုက်မှာနော်အာရမညီလေးစင်းနဲ့စာအဟုတ်ချိုးကြပြီးအဲ့ဒီမှာအပြောသမမွေလိုက်ပြီး ရတာ တခေါမကြီးချိန်မှုတ်ပြဆန်းဗျာ ဟာ တခေါမတခေါမတခေါမ လိုက်တော့သွားလိုက်တော့ သွားပါတခေါမ အကျဉ်းလေးများပြုံးလေးများဂျိုလာတောင်ရှင်နာရဲ့ရောက်ပြကရှင်တော်စိတ်ကိုဖွင့်ရတဲ့ဒီရောက်သူမပြောခင်မနှောင်းဝင်ပါဘောလုံးလို့ပါရှင်ရင်ကောင်းကိုဖွင့်လို့ထားတဲ့ရှင်ပြုံးတဲ့ကျမတို့ချစ်တဲ့ဆိုတာတိတ်တိတ်ကြောင်တကားဘုရားနာကိသမီဓမ္မနာကိသမီနာကိသမီသာမီသုံးသာမီပါဗျာ ဘာလားရှုပ်တာ ကိုနဲ့ဝင်းမြုံမုံကျွေးကိုလာတာ နင်က ဟုတ်တယ်6လက်မိုင်မကျွေးချင်ဘူး 6လက်မိုင်မကျွေး မ ခြင်း ကျွေးချင်မုံကျွေးချင်တာ မုံကျွေးခြင်း ဟုတ်ကဲ့ ဘာမောင်း ဟုတ်မဟုတ်မ မောင်းနော် ဝိုင်း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  အဘာမောင်းနော် ဟာမုံတိုင်းဂျို
ရုပ်တည်မရှိလားမလို့နဲ့ငါ မလောက်ပါနဲ့မလောက်ပါနဲ့ဟိုစတော်မလောက်ပါနဲ့ကိုကြီး ဟာလား မိုးငါစားမလားအုံတော့ခေါက်သက်စားမလားစမှုသားကြီးစားလိုက်ပါလား စမှုသားကြီးမစားချင်ဘူးကာနေရှင်ကြီးကျွေးပလိုက်ချင်တာ မဝတ်တော်လေးမဝတ်တော်လေးမဝတ်တော်လေးကောင်း ရှုံနေတော့မရှုံနေတော့ငါနှဲစင်နေတာ ကိုကိုရှင်နာရာတွေရှင်နဲ့မြို့ချ အဲ့ဒီတော့တုံးနေတာတုံး ကွယ်ရမန်ကိုသူလေးဘဝင်မကြ ဟာလမ်းနေကွာ လောက်ကြပါဝါ ရောက်တော့လာမတော့နဲ့တော့ငါကန်နေရှင် မလောက်ပါနဲ့မလောက်ပါနဲ့ဟိုစတော်မလောက်ပါနဲ့အိုက်ကလေးတွေရှင်ဝါကားကိုမဖြတ်ရဲဘူး အမေဒီမှာ ကိုကိုဝင်းမြင့်နဲ့မဟုတ်တာခုနှစ်ပေါက်ဆိုတော့မောမှာပေါ့ တမစင်မဲ အဘီးနဲ့လိုက်ကြလား အဲ့လို တပေါက်တည်းမဟုတ်ဘူး အားတော့ မီးပြောင်းဖူး ကိုမြင့်ကန်နေရှင်နောက်မှအစ်စ်တပူးပြန်ဝယ်ပြီးအဆုံးထားလိုက်မယ်ကျွန်တော်လည်းအဆုံးထားလိုက်တော့မယ် ဘေးလေးကိုကက်ကာနေရှင်းလေးလာတယ်နဲ့သိမယ် တော့မလားကွာ ဟောဒီလိုအတီးပရင်များနဲ့ အတီးပရေများနဲ့ နီးတွင်ကစားပြီး အဲ ကိုကိုဝင်းမြင့်မိဖင်ရမော ဟဲ့ရုပ်တည်မရှိဘူးဘုမမလာနဲ့နော် အချိန်နေလွန်သွားမှဒီနိုင်ဒီနောက်နာဒီကမှမမင်းကိုယုံမေးငါဆိုရနွားကြည့်တယ်ငါကိုယ်တော်ပြစ်တယ်မပေါ့ရဲ့ငါတော့ပြလာအလုံးနေတယ်အော်နေတယ်မင်းမသက်ပေါက်ကိုဒီကောင်ဟာဖိုးတော်မနိုင်ကဲနောက်ဆုံးတော့ကွာနွားဖြစ်ရ ရင်ကျင်းမှုဝတ်စုံလေးစားခေါ်တာ 1 2 3